ကျွန်တော်တို့တွေနေ့စဉ်ဘဝမှာအောင်မြင်မှုတွေနောက်ကိုအပြေးလွှားလိုက်နေရင်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုဂရုစိုက်ဖို့မေ့လျော့နေတတ်ကြပါတယ်။တကယ်တော့စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာရုပ်ပိုင်းဆိုင်ရာကျန်းမာမှုနဲ့စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုတို့မျှတနေခြင်းကနေပဲစတင်တာပါ။ဒါဆိုဘယ်လိုမျှတအောင်နေထိုင်မလဲ။ပထမဆုံးရုပ်ပိုင်းဆိုင်ရာအတွက်အာဟာရရှိတာကိုစားပါအိပ်ရေးဘဝအိပ်ပါပြီးတော့တစ်နေ့ကိုအနည်းဆုံးမိနစ်20လောက်လှုပ်ရှားနေပေးပါခန္ဓာကိုယ်ကကျန်းမာမှစိတ်ကကြံ့ခိုင်မှာပါဒုတိယအချက်စိတ်ပိုင်းဆိုင်ရာအတွက်ကတော့တနေ့တာမှာကိုယ့်အတွက်တင်မဟုတ်ပဲသူတစ်ပါးအတွက်ပါကိုချင်းစာတရားထားပေးပါတရားမှတ်တာဒါမှမဟုတ်အသက်ရှူလေးကျင့်ခန်းလုပ်တာမျိုးနဲ့စိတ်ကိုအနာပေးပါရုပ်ပိုင်းပဲဂရုစိုက်ပြီးစိတ်ကိုပစ်ထားရင်စိတ်ဖိစီးမှုတွေကြောင့်လဲပြိုသွားနိုင်သလိုစိတ်ပဲအေးချမ်းပြီးရုပ်ပိုင်းဆိုင်ရာအားနည်းနေရင်လည်းဘာမှထိထိရောက်ရောက်လုပ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်စက်ရုပ်တရုပ်လိုအလုပ်လုပ်နေတာတွေကိုခိတ္တရက်ပြီးအနားယူခြင်းနဲ့လှုပ်ရှားခြင်းကိုမျှတအောင်ထိန်းညှိရပါမယ်ဒီနေ့ကစပြီးအလုပ်တွေဘလောက်ပဲများကိုယ့်ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာမျှတဖို့အတွက်အချိန်အနည်းငယ်စီပေးသွားကြပါစို့ကျန်းမာအေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ